အခုကရေတောင်ငင်နဲ့ရေသွားခတ်မှာဖြစ်ပါတယ်ရေတောင်ငင်ကလျှက်စစ်မီမရှိတဲ့နေရာတို့တချို့နေဘက်တွေရွာဘက်တွေမှာတခါလေတချို့နေရာတွေမှာဆိုရင်တော့ရေတောင်ငင်ကိုသုံးတယ်ပေါ့နော်ဒါညီမတို့ရဲ့ရေတောင်ငင်လေးကိုသုံးမှုရေတောင်ငင်ကတခါလေကြာရင်နွေရာသီလောက်ဆိုရင်တော့ရေတိမ်တက်တယ်ရေနဲတယ်ပေါ့နော်ရေနဲရင်တော့နည်းနည်းနှစ်ရခတ်တာရေနဲရတော့ဘာလို့ရှိရအခုကမိုးရင်းဆိုတော့ဒါအရင်မနဲ့ရဘူးလို့ပြောလို့ရတယ်ချို့လူတွေလည်းမြင်မှုမှာပေါ့ဒါမမြင်ဘူးရဲ့တွေအတွက်ဘိုးပြရရအောင်သိလဲသိရအောင်လို့ပေါ့အခုကတော့ရေပေါ်တယ်အများကြီးမနဲ့ရဘူးဒီဘက်မှာလျှက်စစ်မီမရှိတော့တိုင်းမဲတုံးရတယ်ဒီရေရင်းကတော့တူဝေးတာပေါ့နော်အများလဲ3ရအောင်ဆိုပြီးတော့ဘေးပတ်ဝန်းကျင်ကတိတ်ရေရင်းတူးရဲသူတိတ်မရှိဘူးရေရင်းအိမ်တိုင်းလိုမှာရေရင်းမရှိတော့ဒီရေရင်းကိုပဲလာပြီးခတ်ကြတယ်။အဲကိုလဲ3သူများလဲ3ရအောင်ဆိုပြီးတော့တူဝေးတာပေါ့ရေဖြည့်ပြီးသွားပြီနှစ်ခေါက်ပဲခတ်ရတယ်ရေပုံကတော့ရှယ်ပေါ့ရေတက်မှုအပြက်ကြီးကိုဖြတ်ပြီးဂိုင်းတက်တာပေါ့ခတ်လို့ပြီးပါပြီတုံငင်နဲ့ရေခတ်တာတော့ဒါပါပဲကျေးဇူးတင်ပါတယ်